DSA နဲ့ DSTA ကျောင်းစဉ်အရာရှိတွေအားလုံးငိုလို့ရပါပြီ ODS ကကြော်ခသွားတာဖြစ်ပါတယ် DSA is king DSA ကျောင်းစဉ်အရာရှိတွေဟာတေမြေကြီးပသိမ်ရွှေတီဆိုပြီးတော့ကြွေးကြော်ခဲ့ကြပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေပြီးတော့မှတက်ချုပ်ရာထူးကို DSA ကျောင်းစဉ်တွေကိုမပေးဘဲနဲ့ ODS ကျောင်းစဉ်တွေကိုတာဝန်လွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်ဆိုဒီနေရာနေပြီးတော့မှဗိုလ်ချုပ်မှုကြီးဖြစ်လာမဲ့ဗိုလ်ချုပ်ကြီးရဲဝင်းကိုလည်း ODS ကျောင်းစဉ်တွေကိုမြှောက်စားပေးပါလို့ပြောပြရစေ။ဒီတော့ဆိုရင်ဒီ ODF ကျောင်းစဉ်တွေဟာပုံမှုနဲ့အငိမ့်စားယူသွားမယ်ကောင်းလေဆိုပြီးတော့မှအပြောဆိုခံခဲ့ရဘူးပါတယ်။ဆိုတော့ဒီတင်နန်းတက်နေတဲ့ကာလာရှော့မှာကျွန်တော် ODS ဖြေမယ်ဆိုပြီးတော့မှတူထားခဲ့ဘူးပါတယ်။မမရရ DSA 40ခွန်ကအဲ့ဒီချိန်ကာလာတော့ကဘူးတယောက်ကနေပြီးတော့မှ ODS ဖြေမယ်ဆိုရင်တော့ပုံမှုဘဝနဲ့ရုပ်ထုတ်သွားလိမ့်မယ်ဆိုပြီးတော့မှကျွန်တော်ပြောခဲ့ဘူးပါတယ်ဆိုတော့စက်တပ်မှာတော့ဒီအရာရှိအပိုင်းတွေမပြောမှဆိုရင်တော့ဒီ DSA ရယ် DST ရယ် DSMA ပြီးတော့ဒီ ODS ဆိုပြီးတော့မှရှိပါတယ်အလုပ်တင်ရတော့ဒီ30လောက်မှာကျောင်းပိတ်သွားပြီဖြစ်လို့ဒီအရာရှိပိုင်းတွေမှာလည်းဆိုအလုပ်တင်ရဖွဲ့ရလည်းရှိပါတယ်ဆိုတော့ဒီပြောရမယ်ဆိုရင်တော့ဒီ DST DSMA DST ရယ်ပြီးတော့ဒီ ODS အဖွဲ့တွေမှာဆိုရင်ဒီ ODS ကအနှိမ့်ကျဆုံးဖြစ်ပါတယ်ဆိုတော့ ODS ဆိုလို့ရှိရင်တော့ပြောရမှာဆိုရင်ဒီ6လပဲတင်တန်းတက်ရတာဖြစ်ပါတယ် ODS မှာဘလူလူစားမျိုးတွေကဖြေဆိုကြတယ်လဲဆိုရင်တော့ဒီဟိုပုံ MCTI အကြောင်းစင်းတွေကလည်းဖြေဆိုကြပါတယ်အများစုပါပြီးတော့အပြန်နေပြီးတော့ဘွဲရပြီးတော့ဖြေဆိုကြတာရှိတယ်လို့ဒီတသားဘွားနေပြီးတော့မှတူတတ်မှတ်တဲ့အရေးချင်းတွေနဲ့အချိန်ကာလအသက်အပိုင်းခြားနေပြည့်လို့ရှိရင်တော့ပြည့်မိရင်တော့ ODS ဖြေခွင့်ရှိပါတယ်ဒီစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေပြီးတော့မှဒီတက်ချုပ်ကိုဘာကြောင့် ODS တောင်းစင်းဖြစ်တဲ့ဒီ ODS အပတ်စဉ်89စင်းဗိုလ်ချုပ်ရဲဝင်းကိုပေးရတာလဲဆိုရင်တော့ဒီစစ်တပ်ကြီးတစ်ခုလုံးကိုသူကနှောက်ကြောလုံလုံနဲ့ထားခဲ့ခြင်းလို့ပဲဖြစ်ပါတယ်ပြောရမှာဆိုရင်တော့အခုဒီမနေ့ကမတ်လ30ရက်နေ့မှာဆိုရင်တော့တက်ချုပ်အဖြစ်ဒီဗိုလ်ချုပ်ကြီးရဲဝင်းဦးဒုချုပ်အဖြစ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းခံရခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းက DSA အပတ်စဉ်35စင်းဖြစ်ပါတယ်သူကဒုချုပ်တောင်မထမ်းဆောင်ရတာပါပြောရမယ်ဆိုရင်တော့သိချပါတယ်ဒီစစ်တပ်မှာအကုန်လုံးအများစုအဖြစ်ဒီများတော့အဖြစ်စစ်တိုင်းမှုတွေဒီတက်မှတ်မှုတွေအကုန်လုံးကဒီ DSA ကျောင်းစဉ်တွေပဲများပါတယ်ဒီစစ်တိုင်းမှုတွေတက်မှတ်မှုတွေပြီးတော့သူတို့တွေကဘဒုစကားကိုပဲနားထောင်မလဲဆိုရင်တော့သူတို့ရဲ့စီနီယာဖြစ်တဲ့ဒီဒုချုပ်ရဲ့စကားကိုပဲနားထောင်ကြပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီ DSA မှာ senior junior assistant ရှိတယ်ပြီးတော့ဒီ guardian စနစ်နဲ့ဒီအထက်အောက်ယူတည်ဖို့အတွက်ကျောင်းမကနေပြီးတော့သူတို့ဒီရိုက်တွင်းခံခဲ့ရတာလေ့ကျင့်ခံခဲ့ရတာဖြစ်ပါတယ်စကောင်းဆောင်ကဘာဖြစ်လို့ဒီဗိုလ်ချုပ်ကြီးဝင်းကိုတက်ချုပ်ရာထူးပေးခဲ့တယ်လဲဆိုတဲ့အကြောင်းပြချက်တွေမှာအများကြီးလည်းရှိပါတယ်ဆိုတော့အဲ့ဒီထဲမှာတကယ်လို့များဒီဗိုလ်ချုပ်ကြီးရဲဝင်းဦးကနေပြီးတော့မှဥမာဒီအမိတ်တစ်ခုထုတ်ပြန်လိုက်မယ်ဆိုရင်ဒီစကောင်းဆောင်ဒီဦးမင်းအောင်လှိုင်ရဲ့ဟိုတမရလုံးမဲ့ဒီဦးမင်းအောင်လှိုင်ရဲ့ဒီသူတဘောမတူညီပဲနဲ့ဒီ approve မလုပ်ဖ ೇನೆ ဒီအမိန့်ကအသက်မဝင်ပါဘူးဆိုတော့အကြောင်းမလို့ပြောမှဆိုတော့ဒီတက်ချုပ်ကဒီရုပ်တရုပ်ပဲဖြစ်ပါလိမ့်မယ်ဆိုတော့ဗိုလ်ချုပ်ကြီးရဲဝင်းကဆိုလို့ရှိရင်တော့ ODS အပတ်စဉ်89စင်းဖြစ်ပါတယ်သူကဒီရန်ကုန်တိုင်းစစ်ဌာနချုပ်မှာစီဦးစီးပထမတန်း G1 ဒီရာထူးကိုဒီပုံမှုရေးဘဝနဲ့တာဝန်ထမ်းဆောင်ခဲ့ဘူးတလို့ဒီတက်မှတ်တဲ့တက်မှတ်မှုတာဝန်လည်းထမ်းဆောင်ခဲ့ဘူးပါတယ်ဆိုတော့2016 August မှာဒီပုံမှုချုပ်အဆင့်နဲ့ဒီတမတော်စစ်တပ်တို့ကျောင်းဝဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့2018ခုနှစ်ဇွန်လမှာတော့ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီးတော့အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှုဖြစ်လာခဲ့ပါတယ်2020ဒီ February မှာဒီစစ်ဖက်ရေးလုံခြုံရေးရာချီချုပ်ဖြစ်လာခဲ့ပြီးတော့ပြီးခဲ့တဲ့2026ဒီ match လမှာပဲဒီစစ်ဖက်ရေးလုံခြုံရေးရာချီချုပ်ကနေပြီးတော့မှဒီသူ့ရဲ့တထောင်နာလို့ပြောရမလားဒီစစ်ဖက်ရေးလုံခြုံရေးရာချီချုပ်ကနေအဆင့်ကနေပြီးတော့မှဒီတက်ချုပ်ရာတို့ကိုပြီးလို့ရှိရင်ဒီမတင်တော့မှဆိုလို့ဒီဂျားကန်နေနဲ့ဒီကကတ်ကြီးကာဝေးစုကြီးရာတို့ကိုပြီးခဲ့တာဖြစ်ပါတယ်